လူခန္ဓာကိုယ်မှာအရေးကြီးဆုံးအစိတ်ပိုင်းကိုပြပါဆိုရင်နှလုံးအုံနှောင်းနဲ့အဆုတ်တွေကိုပဲလူများစုကပြင်းပြတတ်ကြပါတယ်။ဒါပေမဲ့ခန္ဓာကိုယ်ရဲ့အတန်တိတ်အလုပ်သမားလို့ခေါ်လို့ရတယ်။ကြောက်ကက်တွေရဲ့အခန်းကဏ္ဍကိုတော့လူတော်တော်များများကမိလျော့နေတတ်ကြပါတယ်။မင်္ဂလာပါ။ဒုက္ခချမ်းသာ channel ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ခန္ဓာကိုယ်ရဲ့အညစ်အကြေးတွေကို24နာရီပတ်လုံးတန့်စင်ပေးနေတဲ့ကြောက်ကက်တွေပျက်စီးလာတဲ့အခါမှာပြသတတ်တဲ့ရှိပြီးလက္ခဏာတွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြောက်ကက်ဆိုတာကျွန်တော်တို့ရဲ့ခါးနောက်ဖက်နံရိုးအောက်နံလေးမှာရှိတဲ့ပဲစိပုံသဏ္ဍာန်အင်္ဂါနှစ်ခုပါ။သူတို့ကသွေးထဲမှာရှိတဲ့အစိတ်တောက်တွေကိုစစ်ပေးုံနဲ့မကပါဘူး။ခန္ဓာကိုယ်တွေကရေတက်ကိုထိန်းညှိပေးတယ်။သွေးပေါင်ချိန်ကိုထိန်းညှိပေးတယ်။နောက်ပြီးသွေးနီဥတွေထုတ်လုပ်ဖို့အတွက်လည်းကူညီပေးပါတယ်။တကယ်တော့ကြောက်ကက်ဟာခန္ဓာကိုယ်ရဲ့အစစ်မြင့်ဆုံးရေစစ်ဆက်ကြီးတစ်ခုပါပဲ။ဒါပေမဲ့စိတ်မကောင်းစရာချက်တစ်ခုကတော့ကြောက်ကက်ယောဂဟာအတန်တိတ်လူသက်သမား silent killer လို့လူသိများပါတယ်။ဘာကြောင့်လဲဆိုတော့ကြောက်ကက်ဟာသူ့ရဲ့လှုပ်ဆောင်ချက်80%လောက်ပျက်စီးသွားတဲ့အထိပြင်းထန်တဲ့ဝေဒနာကိုတိတိတတ်တာမပြတတ်လို့ပါပဲ။လူအများစုကကြောက်ကက်တော်တော်လေးပျက်စီးသွားပြီဆိုမှဆေးရုံရောက်လာကြတတ်တာဟာတကယ်ကိုရင်နာစရာကောင်းပါတယ်။ဒါဆိုရင်ကြောက်ကက်ကငါအလုပ်သိမ့်မလုပ်နိုင်တော့ဘူးငါ့ကိုကယ်ပါအောင်လို့အချက်ပေးနေတဲ့လက္ခဏာတွေကိုဘယ်လိုသိနိုင်မလဲအစောတင်လင်းသိရှိမယ်ဆိုရင်တော့အသက်အန္တရာယ်ကနေကာကွယ်နိုင်မှာဖြစ်တယ်လို့ငွေကုန်ကြေးကျများလာတဲ့ကြောက်ကက်စီရတဲ့အဆင့်ထိမရအောင်တားဆီးနိုင်မှာဖြစ်ပါတယ်အခုပထမဆုံးအနေနဲ့ကြောက်ကက်မကောင်းတော့တဲ့အခါခန္ဓာကိုယ်မှာအတိအသာဆုံးဖြစ်လာတဲ့ပင်မနှွမ်းနေမှုကြောင့်ကိုအရင်ကြည့်လိုက်ရအောင်သင်ကအရင်ကထပ်ပူပြီးပင်မနေသလားလေကားတက်ယုံနဲ့မောနေသလားအေးရွားပြီမဲ့လေအင်အားမရှိသလိုခံစားနေရသလားကြောက်ကက်ရဲ့အဓိကတာဝန်ကခန္ဓာကိုယ်ထဲမှာပိုရှန်နေတဲ့အရည်တွေနဲ့ဆိုဒီယမ်စားဓာတ်ကိုစီးအဖြစ်စစ်ထုတ်ပေးဖို့ပါဒါပေမဲ့ကြောက်ကက်ကကောင်းကောင်းအလုပ်မလုပ်နိုင်တော့တဲ့အခါမှာတော့အဲ့ဒီအရည်တွေဟာကိုယ်ခန္ဓာထဲမှာပြန်အိုင်နေပါတော့တယ်ဒါကိုကျွန်တော်တို့ကရောင်ရမ်းခြင်းလို့ခေါ်ကြပါတယ်မနေ့အိယာနိုးတဲ့အခါမှာမျက်ခွန်တွေကဖောင်းအိနေသလားညဘက်ရောက်ရင်ဖက်နှက်ကအရင်ကထက်ကျက်လာသလားဒါမှမဟုတ်ခြေပေါ်ဝါးနဲ့ခြေချင်းဝတ်တွေမှာဖောရောင်နေရမျိုးရှိပါသလားအထူးသဖြင့်ခြေထောက်ကိုလက်မနဲ့ဖိကြည့်လိုက်လို့ခြိုက်ဝင်သွားပြီးချက်ချင်းပြန်မတက်လာဘူးဆိုရင်ဒါကကြောက်ကက်ကအရည်တွေကိုမစွတ်ထုတ်နိုင်တော့တဲ့လက္ခဏာဖြစ်ဖို့ရာဂိုင်နှုန်းတော်တော်များပါတယ်လူတော်တော်များများကတော့ခြေထောက်ရောင်တာညောင်းလို့နေပါဆိုပြီးအမက်မားတတ်ကြတာဟာတကယ်ကိုအန်ဒီရဲ့ကြီးပါတယ်နောက်ထပ်လူသိနေပေမဲ့အရေးကြီးတဲ့လက္ခဏာတစ်ခုကတော့အသားရည်အလွန်အမင်းရရန်ခြင်းပဲဖြစ်ပါတယ်။ကြောက်ကက်ကသွေးထဲကအစိတ်တောက်တွေနဲ့တတူတက်တွေကိုမျှချေဖြစ်အောင်မထိန်မိနိုင်တဲ့အခါမှာသွေးထဲမှာ phosphate ဓာတ်တွေများလာပါတယ်။အဲ့ဒီအခါအသားရည်က6တွေ့ပြီးဘလိုပဲလိုရှင်းနေလေစေးတောက်မတက်တာပဲနဲ့တကူလုံးဆူးဆူးရှာရှာရရနေတတ်ပါတယ်။တခါတလေမှာအသားရည်ကညှို့မဲလာတာမျိုးဒါမှမဟုတ်အယောင်ပြောင်းလာတာမျိုးထိဖြစ်တတ်ပါတယ်။ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကအယမ်းကိုထူဆန်းပါတယ်။အတွင်းကအင်္ဂါအစိတ်ပိုင်းတစ်ခုခုချို့ယွင်းလာရင်အပြင်ဘက်အသားရည်ကနေတဆင့်အချက်ပြလေးရှိပါတယ်။သင်ကအရည်ပြားယောဂလိုပဲထင်နေခဲ့ရင်အခုပဲသင်ကြောက်ကက်ကိုပြန်ပြီးသတိကြားကြည့်ဖို့လိုအပ်ပါတယ်။ဒါအပြင်ကြောက်ကက်မကောင်းတဲ့အခါသွေးထဲမှာယူရီးယားလို့ခေါ်တဲ့အညစ်အကြေးတွေကများလာတတ်ပါတယ်။အဲ့ဒီအညစ်အကြေးတွေကြောင့်ပါးစပ်ကနေအနံ့ဆိုးတွေထွက်လာတာ။စားတော့တဲ့အခါမှာတန်ကြီးနံ့လိုမျိုးခံစားရတာတွေဖြစ်လာနိုင်ပါတယ်။အစားအသောက်တွေရဲ့အရာသာကအရင်လိုမဟုတ်ပဲပြောင်းလဲသွားပြီးတော့အသားစားခြင်းစိတ်လုံးဝမရှိတာမျိုးဟာလေကြောက်ကက်ကအသင်ကိုသတိပေးနေတဲ့လက္ခဏာတွေဖြစ်ပါတယ်။ကြောက်ကက်ရဲ့ကျန်းမာရေးအခြေအနေကိုအနီးကပ်ဆုံးသိရှိနိုင်တဲ့အချက်ကတော့နေ့စဉ်စွန့်ထုတ်နေတဲ့စီးရဲ့အခြေအနေပါပဲ။နေ့စဉ်စီးသွားတဲ့အခါခဏလောက်ဂရုစိုက်ပြီးကြည့်ဘူးပါသလား။ပထမဆုံးသတိထားရမယ့်အချက်ကတော့စီးထဲမှာအမြုပ်တွေအလွန်အမင်းပါလာတာမျိုးပါ။စီးသွားပြီးလို့အိမ်သားရေဆွဲချတဲ့အခါမှာတော့မပြောက်သွားဘဲနဲ့ကြံခဲ့တဲ့အမြုပ်တွေကကြက်ဥခောက်ထားသလိုမျိုးပုံစံမျိုးဖြစ်နေတတ်ပါတယ်။ဒါကဘာကိုဆိုလိုသလဲဆိုရင်တင်းကြောက်ကစစ်ထုတ်ပြီးရမယ်ပရိုတင်းလို့ခေါ်တဲ့အသားဓာတ်တွေမထိန်းနိုင်တော့ဘဲနဲ့စီးတဲ့ကိုစိမ့်ထွက်သွားတာပါ။အထူးသဖြင့်အယ်ဘူမင်လို့ခေါ်တဲ့ပရိုတင်းဓာတ်တွေစီးတဲ့ပါသွားတာဟာကြောက်ကက်ရဲ့စစ်ထုတ်တဲ့စနစ်ဖီလတာပေါက်ပြဲနေပြီဆိုတဲ့အရေးကြီးတဲ့အချက်ပြီးခေါင်းလောင်းတံဖြစ်ပါတယ်ဒုတိယချက်ကတော့စီးအယောင်ပြောင်းလဲခြင်းမှာစီးထဲမှာသွေးစသွေးနာတွေပါလာတာဒါမှမဟုတ်စီးအယောင်ကလက်ဖက်ရည်ကြအယောင်မျိုးအနီရောင်တန်းနဲ့အယောင်မျိုးဖြစ်လာရင်တော့ဒါကလုံးဝကိုလစ်လူရှုလို့မရတဲ့အခြေအနေပါ
ကြောက်ကပျက်စီးနေတဲ့သွေးဆဲတွေကိုသွေးကြောထဲမှာမထိန်းနိုင်မင်းနဲ့စီးတွေကိုရောပါသွားတယ်။ဒါကိုကျွန်တော်တို့ကစီးထဲသွေးပါခြင်းလို့ခေါ်တယ်။ဒါကကြောက်ကပျက်စီးခြင်းအပြင်ကြောက်ကမှာကြောက်တယ်ဒါမှမဟုတ်ပိုးဝင်တာတွေရဲ့လက္ခဏာလေးဖြစ်နိုင်ပါတယ်။နောက်ထပ်သိတာတဲ့အချက်ကတော့စီးသွားတဲ့အကျင့်ရည်အတွက်အပြောင်းလဲပါ။အရင်ကဓာတ်စီးခဏသွားကျင်လာတာအထူးသဖြင့်ညဘက်မှာစီးထသွားရတဲ့အကျင့်ပိုများလာတာမျိုးကြောက်ကရဲ့စစ်ထုတ်တဲ့စနစ်တွေထိခိုက်တဲ့အခါစီးသွားခြင်းစိတ်ကိုပုံမှုဖြစ်ပေါ်စေပါတယ်။တချို့လူတွေမှာတော့စန့်ကျင်ဘက်အနေနဲ့စီးသွားအလွန်နေသွားတာစီးထွက်ရခက်တာမျိုးလည်းဖြစ်တတ်ပါတယ်။ဒါကြောင့်သင်ရဲ့စီးအယောင်စီးအမြုပ်ထွက်မှုနဲ့အတူစီးသွားတဲ့အချိန်ရည်အတွက်ကပုံမှန်မဟုတ်တော့ဘူးလို့ခံစားရရင်ရေတောက်နေလို့ဖြစ်မှာပါဆိုပြီးကိုယ့်ဘာသာကိုဆုံးဖြတ်ချက်ချလိုက်ပါနဲ့ကြောက်ကယောဂရဲ့လက္ခဏာတွေကတခါတလေမှာအခြားယောဂတွေနဲ့မာရွတ်တတ်တာကြောင့်ပိုပြီးသတိထားဖို့လိုအပ်တယ်။ဥပမာအဖြစ်အသက်ရှူချက်ခြင်းကိုကြည့်ရအောင်။သင်ကအားကစားလည်းမလုပ်အမောလည်းမခံရပဲနဲ့ခဏအသက်ရှူရခက်နေလား။ဒါကအဆုတ်ယောဂကြောင့်မဟုတ်ပဲကြောက်ကက်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကြောက်ကက်ကအလုပ်ပုံမှန်မလုပ်တဲ့အခါခန္ဓာကိုယ်ထဲမှာပိုရှန်နေတဲ့အရည်တွေကအဆုတ်ထဲမှာသွားစုပြီးစုပုံလာတတ်တယ်။ဒါကိုအဆုတ်ထဲရည်ဝင်ခြင်းလို့ခေါ်တယ်။နောက်တစ်ချက်ကတော့ရှေ့မှာပြောခဲ့သလိုပဲကြောက်ကက်ကသွေးနီဦးမထုတ်ပေးဖို့အချက်မပေးနိုင်တော့ဘူး။ခန္ဓာကိုယ်မှာသွေးအားနည်းလာတယ်။အောက်ဆီဂျင်တွေမလုံလောက်တော့ဘူး။အဲအကြောင်းမို့ပဲကိုယ့်ရဲ့ခန္ဓာကိုယ်ကတက်ကိုခက်ပြင်းပြင်းရှူနေရတယ်။နောက်ထပ်အများများဆုံးကိစ္စတစ်ခုကတော့ခါနာတာဟာကြောက်ကက်ကြောင့်လားဆိုတဲ့အချက်ပါပဲ။တကယ်တော့ကြောက်ကက်ရောဟာကြောင့်နာတဲ့ခါနာခြင်းကတာမန်အညောင်းမိတာနဲ့မတူဘူး။ကြောက်ကက်ကခါရိုးရဲ့ဘေးတစ်ချက်တစ်ဖက်စီမှာရှိနေတဲ့အကြောင်းမို့ကြောက်ကက်မှာပြဿနာရှိရင်ခါနောက်ဖက်နံရိုးအောက်နံလေးမှာစူးစူးရှက်နာခြင်းနာဒါမှမဟုတ်တဆစ်စစ်နဲ့ကြိုက်ခဲရမျိုးခံစားရတတ်ပါတယ်။အဲ့ဒီနာကျင်မှုကတစ်ခါတလေမှာစီးစက်နဲ့ပေါင်ချံအထိဆင်းသွားတတ်ပါတယ်။အထူးသဖြင့်ကြောက်ကက်မှာအရေးအိတ်တဲတာဒါမှမဟုတ်ကြောက်တဲတာမျိုးဆိုရင်ဒီဝေဒနာကပိုတိတာပါတယ်။ဒါ့အပြင်ကြောက်ကက်ကခန္ဓာကိုယ်ထဲမှာရှိတဲ့တတုဓာတ်တွေ electrolyte လို့ခေါ်တဲ့ဟာတွေကိုမထိန်းညှိနိုင်တော့တဲ့အခါမှာကြွခဏတက်တာကိုခံစားရနိုင်ပါတယ်။အထူးသဖြင့်ကယ်ဆီယမ်ဓာတ်နည်းပါးသွားတာနဲ့ phosphorus ဓာတ်တွေမမျှတတော့တာကြောင့်မို့ကြွသားတွေကအလိုလိုတောင့်တင်းပြီးတော့နာကျင်လာတတ်ပါတယ်။ညဘက်အိပ်ပျော်နေရင်ခြေသလုံးတက်လို့ဆိုပြီးလက်နူးရတာမျိုးခါနောက်ဘက်ကနေတဆစ်စစ်နဲ့နာနေရမျိုးတွေကိုပေါ်တန်သဘောမထားပါနဲ့။သင်ခန္ဓာကိုယ်ကထွက်ပေါ်လာတဲ့နာကျင်မှုတိုင်းဟာသင်ကိုတစုံတစ်ခုသတိပေးနေရပဲဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော်တို့ကြောက်ကက်ပျက်စီးခြင်းရဲ့ရှေ့ပြေးလက္ခဏာတွေကိုတော်စုံလင်သိရှိခဲ့ရပြီဖြစ်ပါတယ်။တကယ်တော့ကြောက်ကက်ယောဂဟာကြောက်စရာကောင်းပေမဲ့စားတောက်နေထိုင်မှုပုံစံကိုပြောင်းလဲရုံနဲ့အများကြီးကာကွယ်နိုင်ပါတယ်။အဓိကချက်ကတော့မိမိမှာသွေးတိုးယောဂနဲ့စီးကျိုယောဂရှိမရှိပုံမှန်စစ်ဆေးမယ်။ဘာကြောင့်မို့လဲဆိုတော့ကြောက်ကက်ပျက်စီးခြင်းရဲ့အဓိကတရားခံတဲ့ဦးကစီးကျိုနဲ့သွေးတိုးဖြစ်လို့ပါပဲ။အဲ့ဒီယောဂနှစ်ခုကိုကောင်းကောင်းထိန်းချုပ်နိုင်မယ်ဆိုရင်ကြောက်ကက်ယောဂဖြစ်နိုင်ခြင်းကိုလည်းတဝက်ကျော်လျှော့ချနိုင်မှာဖြစ်တယ်။နောက်ပြီးကျွန်တော်တို့မြန်မာလူမျိုးတွေသတိထားမယ်နောက်တစ်ချက်ကတော့အကက်ခဲပျောက်ဆေးတွေကိုအလွယ်တကူတောက်သုံးတာပဲ။ခါနိုင်ရင်လည်းဆေးတောက်တယ်။ခေါင်းကိုက်ရင်လည်းဆေးတောက်တယ်။ဆရာဝန်ညွှန်ကြားချက်မပါဘဲနဲ့တောက်နေတဲ့ဒီကိုက်ခဲပျောက်ဆေးတွေဟာကြောက်ကက်ကိုအတန်တိတ်ဖြက်စီးနေတဲ့အစိတ်တွေဖြစ်လာနိုင်တယ်။နောက်ပြီးရေကိုလုံလောက်တောက်ပေးပါ။ရေကိုတခါတည်းအများကြီးတောက်တာမျိုးတဲ့တစ်နေ့တာလုံးအညီအမျှခွဲတောက်တာကကြောက်ကက်အတွက်ပိုကောင်းပါတယ်။ပြီးတော့အငံတက်စားလျှော့စားပေးပါ။အငံများတဲ့စားစာတွေကကြောက်ကက်ကိုအလုပ်ပိုစေပါတယ်။ဒီဗီဒီယိုလေးကိုဆုံးသက်ခင်မှာအရင်အရေးကြီးတဲ့အချက်တစ်ခုကိုပြောချင်ပါတယ်။အခုကျွန်တော်ပြောပြခဲ့တဲ့လက္ခဏာတွေဖြစ်တဲ့ခန္ဓာကိုယ်ရောင်ရမ်းတာစီးအမြုပ်ထွက်တာအကြောင်းရင်းမရှိပဲပင်ပန်းတာစတဲ့လက္ခဏာတွေကတစ်ခုခုကိုခံစားနေပြီဆိုရင်နီးစက်ရဆေးရုံဆေးခန်းကိုတွားပြီးတော့စီးစစ်တာနဲ့သွေးစစ်တာတွေကိုပြုလုပ်ပါစောသိရင်စောကုသနိုင်ပြီးကြောက်ကက်ဆေးရတဲ့အဆင့်ထိမရအောင်တားဆီးနိုင်ပါတယ်မိမိကိုယ်ကိုချစ်ပါမိမိကြောက်ကက်ကိုယူဆိုင်ပါကျမ်းမာခြင်းသည်သာအကြီးမြတ်ဆုံးသောလက်တစ်ပါးဖြစ်ပါတယ်အခုလိုဘ ഹു တုတတွေသိရှိအောင်လို့ဒုက္ခကျမ်းမာ channel ကို subscribe လုပ်ထားပြီးဘေးနန်းကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့မမိပါနဲ့အောင်ဒီနေ့အတွက်တော့ဒီလောက်ပါပဲအားလုံးပဲယောဂဗျာကင်းဝေးပြီးကျမ်းမာပျော်ရွှင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ။